ကျွန်တော်ဒီနေ့ပြမယ့်အခန်းကတော့လူငယ်တွေအတွက်ပဲဆင်ပြေမယ်လူကြီးတွေပါမယ်ဆိုရင်တော့တိတ်အဆင်မပြေတော့ဘူးအလွှာမြင့်တယ် view တော်တော်ကောင်းတယ်လမ်းမတိုင်းမှာရှိတယ်ဒီအခန်းကစမ်းညောင်းမြို့နယ်ကျွန်းတော်လမ်းမပေါ်မှာရှိတဲ့အခန်းမှာအခန်းကျယ်ဝန်းကမျက်နှာဝ73ပေရှေ့နောက်ကိုပေ90ရှိတယ်အိတ်ခမ်းတစ်ခမ်းဖွဲ့ထားတယ်အပေါ်မှာထပ်ခိုးလေးပါတယ်ထပ်ခိုးကတော့လူတရက်လုံးလုံးကွက်တီတော့မလုပ်ဘူးခါးလေးနည်းနည်းကိုင်းပြီးသွားရမယ်တအိမ်လုံးကိုလည်းကိုရီးယားပါကီခင်းထားတယ်အခန်းလေးရပြကျင်းတယ်ဆိုပေမဲ့သူ့ကနေသူကြစ်ကြစ်လက်ကလေးလှုပ်ထားတယ်နေချင်းစရာလေးပေါ့နော်ဒါက kitchen ထဲမှာ kitchen ထဲဆိုလဲကြွေပြားခင်းထားတယ်ကြွေပြားတွေကတ်ထားတယ်၄ပေလောက်ထိပေါ့နော် kitchen ကုန်ပါမယ်ရေချိုးခန်းအိမ်နာတက်စီနေပါဒီဘက်ကရေချိုးခန်းမှာဒါလေးရောရေချိုးခန်းလေးပါဒီဘက်ဘေးလေးကတော့ဒါအိမ်နာလေးပေါ့နော်ပူရန်အိမ်နာလေးတက်ထားတယ်နောက်မှာ emergency လေကားပါမယ်တိုက်တက်တန်းက15နှစ်ဝန်းကျင်လောက်ရှိတယ်ဆိုပေမဲ့တိုက်အပြင်ရုပ်ကြည့်လိုက်ရင်တိုက်က9နှစ်သား6နှစ်သားလို့ထင်ရတဲ့ရုပ်ထပ်မှာရှိတယ်တိုက်တော်တော်လက်သေးရတော်တော်ကောင်းတယ်တန်မန်းဆန်းရှိပတ်လေအကုန်တက်ပြီးသားဒီအခန်းလေးလိုက်ကြည့်မယ်ဆိုရင်အလွှာမြင့်တက်နိုင်တဲ့လူတွေလိုက်ကြည့်တာပဲပိုကောင်းပါတယ်တက်ပြီးတော့မှအလွှာမြင့်လို့အဆင်မပြေဘူးဆိုရင်ဒါလာကြည့်တဲ့လူတွေလည်းအချိန်ကုန်တယ်ပြင်ပန်းတယ်ပေါ့နော်ကျွန်တော်တို့ကတော့ပြနေကြလူတွေဆိုတော့ရှစ်လွှာတွေ9လွှာတွေအကုန်တက်ပြပြီးလို့ရပါတယ် BCC လည်းရှိတယ်မြေရှင်လည်းရှိတယ်အရှုပ်ရှင်းအားလုံးကင်းတယ်ရောင်းမဲ့အလွှာ8လွှာပါ8လွှာမှာအပေါ်ဆုံးဓာတ်ပါဈေးက3600ခေါ်ထားပါတယ်စိတ်ဝင်စားတဲ့လူတွေရှင်ကျွန်တော်ဆက်သွယ်ပြီးလိုက်ကြည့်လို့ရပါတယ်အလွှာမြင့်တော့ view ကတော့တော်တော်ကောင်းတယ်အရှိမလည်းတိုက်မရှိတဲ့အတွက်လေဝင်လေထွက်အရန်ကောင်းပါတယ်ကားပါတဲ့လူတွေအတွက်ဆိုလည်းဒီလမ်းမတန်းပေါ်မှာကားကတော်တော်ကြီးရက်လို့အဆင်ပြေနေရလို့ပြောလို့ရမယ်ဗျဒါလေးကတော့ view လေးပါလူငယ်တွေလိုက်ကြည့်ရင်တော့ပိုအဆင်ပြေပါတယ်เนาะအားလုံးကျေးဇူးတင်ပါတယ်